ဒါဆိုရင်ပြည်သူတွေအားလုံးရဲ့ချစ်တီကိုရယူပိုင်ဆိုင်ထားတဲ့ကျွန်တော်တို့ရဲ့ Sunshine Band Are you ready? အားလုံးပဲမင်္ဂလာပါခင်ဗျာကဲဘယ်လိုလဲပြောကြရလားအများကြီးလွမ်းနေတာစင်တော်တက်လိုက်တာရဲ့ပြည်သူတွေနဲ့အတူတူတွေးဆုံခွင့်ပေးတဲ့တပတ်စွာနဲ့တဲ့ဟင်းကိုလည်းပထမဆုံးအနေနဲ့ကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။ဆိုင်တဲ့မင်္ဂလာပါ။ မင်္ဂလာပါခင်ဗျာ။ဟုတ်ပထမဆုံးပေါ့နော်ဒါမွေးနေ့အထူးမှတ်လို့ဆိုတော့မွေးနေ့ကိုဘယ်နေ့မှလုပ်ပါလဲ။ဒီမွေးနေ့ကိုဘာဖြစ်လို့10နှစ်မြောက်နေပေါင်းလို့လုပ်ဖြစ်တာလဲ။မွေးနေ့လေးကတော့ရှိုင်းလာမယ်2026တလပိုင်း15ရက်နေ့တိတိမှာရှိုင်းမွေးနေ့အတိအကျလေးပေါ့နော်အဲ့ဒီနေ့လေးမှာမွေးနေ့ပွဲလေးကိုကျင်းပပြုလုပ်မှာဖြစ်ပါတယ်ကျင်းပမှာတော့စီရိုနာဟိုတယ်မှာပေါ့နော်ကျင်းပမယ်ပြီးတော့တိုက်ဆိုင်မယ်ဒီ2026မှာရှိုင်းရဲ့အနုပညာတက်တန်းကလည်း10နှစ်တိတိပေါ့နော်ပြည့်မဲ့ကာလလေးလည်းဖြစ်တဲ့အတွက်ကြောင့်မလို့အမတ်တရလေးလည်းဖြစ်အောင်ဒီ10နှစ်ပြည့်လေးနဲ့ရှိုင်းရဲ့မွေးနေ့ပွဲလေးကိုရှိုင်းချစ်ရတဲ့ fan လေးတွေနဲ့ဒါမနစ်ကလည်းကျင်းပခဲ့တယ်ဒီနှစ်ကိုလည်းထူးထူးခြားခြားအနေနဲ့ဒါ10နှစ်ပြည့်ဆိုတဲ့အမတ်တရလေးကပို့ပြီးတော့ပါလာတာဆိုတော့ဒီနှစ်ပွဲလေးကိုတော့ပို့ပြီးတော့အမတ်တရလေးဖန်တီးထားတယ်2016ကနေစခဲ့တဲ့မြို့ညလမ်းကြောင်းလေးอ่ะပေါ့နော်အခု2026ကိုရောက်ရှိပြီဆိုလို့ရှင်10နှစ်ပြည့်တော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ရှိုင်းကိုယ်တိုင်လည်းဒါဖြတ်တန်းခဲ့ရတဲ့အတွေ့အကြုံတွေဒီအခက်အခဲတွေနဲ့ပြီးနောက်တစ်ခုကဒီလိုမျိုးဒါဖြစ်လာတဲ့အချိန်မှာတူတူရှိရဲ့ fan လေးတွေနဲ့လည်းဒါ celebrate လုပ်ရှင်တဲ့သဘောလေးပါပဲဗျဟုတ်အဲ့ဒီဒီပွဲကတော့အပြင်မှာပြောနေကြတာပေါ့နော်ဟုတ် Facebook ပေါ်တွေ့နေရတာဗျာဒီပွဲရဲ့လက်မှတ်က2,900,000ဟုတ်အဲ့ဒါလေးကလေဒါ line ပေါ်မှာရောဒီတခြား social platform တွေမှာရောပေါ့နော်တော်တော်များများကဒီအသေးစိတ်လေးမကြည့်တဲ့အချိန်မှာနားလည်မှုတွေတို့လွဲနေကြတာဖြစ်နေမယ်ပေါ့နော်ဒီပွဲဒီရှိုင်းဒီဝင်ခွင့် entrance ကိုလုံးဝအပြည့်အဝဘာငွေကြေးတစ်ပြားတစ်ချက်မှမကောက်ခံဘဲနဲ့ free ဝင်ခွင့်ပေးထားပါတယ်ဘာလို့လဲဆိုတော့ဒီမွေးနေ့ပွဲမှာရှိုင်းတန်ဖိုးထားရတဲ့ရှိုင်းချစ်ရတဲ့ဒီ fan လေးတွေနဲ့ပေါ့နော်ဒါပျော်ပျော်ရွှင်ရွှင် private လေးဒါဖြတ်တန်းကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့မွေးနေ့ပွဲလေးကိုရှိုင်း private အနေနဲ့ဒါစီရိုနာဟိုတယ်မှာခန်းခန်းနားနားနဲ့ကျင်းပသွားမယ်ဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတွေတငယ်ချင်းတွေမိသားစုတွေနဲ့အတူတူကိုချစ်ရတဲ့ fan လေးတွေနဲ့အတူတူဖြတ်တန်းကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ limit လေးတစ်ခုဒါရှိုင်းနေနဲ့တတ်မှတ်ထားဖြစ်ပါတယ်ဒီပွဲအနေနဲ့ဘာငွေကြေးတစ်ပြားတစ်ချက်မှကောက်ခံတာမရှိဘဲနဲ့ဒီရှိုင်းဖန်တီးထားတဲ့ reflection စာအုပ်လေးပေါ့နော်ဒီစာအုပ်လေးကိုရရှိပိုင်ဆိုင်ထားတဲ့သူလေးတွေကဒီဝင်ခွင့်ကိုလုံးဝအလိုလျောက်တက်ခွင့်ရမှာပါဟုတ်အဲ့လိုလားဟုတ်ကဲ့ဒါမို့ဒါလက်မှတ်နေနဲ့တတ်မှတ်တာမဟုတ်ဘူး reflection ဆိုတဲ့စာအုပ်ကိုဟုတ်ပါတယ်ဝယ်ရတယ်ဝယ်ဟုတ်ကဲ့ပါဟုတ်ပါတယ်ဟုတ်အဲ့ဒီ reflection ဆိုတဲ့စာအုပ်ထဲမှာဟုတ်ဘာတွေပါမှာမို့လို့လဲဘာတွေပါလဲဒါစိတ်ဝင်စားတာပြောဟုတ်ကဲ့ဒီအရင်ဆုံးဘာတွေပါမှာလဲဆိုတာထက်အရင်ဆုံးရှိုင်းဒီ reflection ဆိုတဲ့စာအုပ်လေးကိုဖန်တီးပြရတဲ့အကြောင်းရင်းလေးကိုပြောပြပေးခြင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့ရှိုင်းခုနပြောသွားသလိုပဲဒီနှစ်ရဲ့ကြာရောက်မဲ့မွေးနေ့ဒီရှိုင်းအမှုပညာတက်တန်း10နှစ်ပြည့်နဲ့ဒါအသက်26နှစ်ပြည့်မွေးနေ့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအမှုပညာတက်တန်း10နှစ်အတွက်ကိုရှိုင်းဒီအမတ်တရလေးအနေနဲ့တခုခုလေးပေါ့နော်ပြိသက်တွေကိုဒါတခုခုလေးငါဖန်တီးပေးခြင်းနဲ့ဆိုတဲ့အချိန်မှာရှိုင်းဒီ reflection ဆိုတဲ့ခေါင်းစဉ်လေးနဲ့ရှိုင်းရဲ့ဒီစိတ်နေစိတ်ထားတွေရှိုင်းရဲ့ဖြတ်တန်းခဲ့ရတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့အခက်အခဲတွေအောင်မြင်မှုတွေနဲ့အတူတူဒီအောင်မြင်မှုတွေမှာပါလာတဲ့ဒီချေရတဲ့သူတွေအတွက်ကိုဒါအမတ်တရလေးပေါ့နော်ပစ္စည်းလေးတစ်ခုဒါရှိုင်းပြန်ဖန်တီးပေးခြင်းနဲ့ဒါပေမဲ့ဖန်တီးရဲ့ပစ္စည်းတွေလည်းရှိုင်းဒီတန်ဖိုးထားပြီးတော့လောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အရေးအတွက် limit လေးကိုလည်းဒါရှိုင်းဒီကန့်သက်ထားတယ်ဒီ300ပေါ့နော်300အုပ်300ပဲထုတ်ပါတယ်ရှိုင်းအုပ်300ပဲထုတ်ပြီးတော့အရေးအတွက်ဒီလည်းကန့်သက်ထားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ limit တက်ထဲမှာဘာတွေတောင်ပါလဲဆိုလို့ရှိရင်ရှိုင်းဘဝအတွက်ရှိုင်းဒီ social media မှာတခါမှမတင်ဘူးတဲ့ဒီ photo shoot ပေါ့နော်မီးရေလေးမြေဆိုတဲ့တကယ်ကိုမှဒီတေးသေးချာချာလေးပြင်ဆင်ခဲ့တယ်ပေါ့နော်ဒီပြင်ဆင်ခဲ့တဲ့ photo shoot တွေရဲ့ပုံရိပ်တွေအများကြီးပါတယ်ပြီးတော့လို့ရင်ရှိုင်းကိုယ်တိုင်ရှိုင်းရဲ့ခန်းစားချက်တွေရှိုင်းရဲ့ဒီရင်ဖွင့်ထားတဲ့အရာတွေပြီးတော့ fan တွေပေါ်ထားတဲ့ရှိုင်းချင်းမြစ်တာတွေပေါ့နော်ဒါရှိုင်းကိုယ်တိုင်ပင်ပန်းခံပြီးတော့ဒါရေးထားတဲ့လက်ရေးမှုစစ်တွေပေါ့နော်ရှိုင်းကိုယ်တိုင်ရေးထားတဲ့ဒီကွန်ပျူတာစာစီစာရေးတာမဟုတ်ဘဲနဲ့ရှိုင်းညာလုံးပေါက်တွေအဲ့လိုမျိုးကိုပြောချင်တဲ့စကားတွေကိုရှိုင်းထိုင်ရေးပြီးတော့အဲ့ရဲ့လက်ရေးမှုအစစ်တွေပေါ့နော်ဒီစာအုပ်ထဲမှာပါဝင်မယ်ပြီးရင်ဒီစာအုပ်ကလေးကိုဖန်တီးဖြစ်မဲ့အကြောင်းလေးတွေကိုရှိုင်းပြောပြထားတဲ့ video file လေးပေါ့နော်အဲ့ video file QR scan လေးတွေလည်းပါမယ်ပြီးရင်နောက်တစ်ခုကကြာဒီ social media မှာမတင်ဘူးသေးတဲ့
ပုံလေးတွေပေါ့နော်ပုံလေးတွေ unseen photo လေးတွေလည်းပါမယ်ပြီးတော့လို့ရှိရင် clear sticker လေးတွေပါမယ်တခြား poster တွေပါမယ်ဒီထဲမှာဆိုလို့ရှိရင်တကယ်ကိုမှဒီပွဲအတွက်ဆိုတာထက်ဒီစာအုပ်လေးထဲမှာပေးထားတဲ့ benefit တွေကရှိုင်းရဲ့နှွေးထွေးမှုတွေရှိုင်းရဲ့မေတ္တာတရားတွေရှိုင်းရဲ့ချစ်ချင်းမေတ္တာတွေ fan တွေပေါ်ရှိုင်းဘလို့မျိုးဒါသဘောထားလဲဆိုတဲ့အကြောင်းအရာတွေပေါ့နော်အဓိကဒီစာအုပ်တည်လဲမှန်တိုင်းပြောရင်ရှိုင်းရဲ့ fan တွေအတွက်ကိုပဲရည်ရွယ်တာဘသူတဦးတယောက်တော့ကိုမှရှိုင်းရည်ရွယ်ထားတာမဟုတ်ဘူးကိုချစ်ရတဲ့ fan တွေအတွက်ကိုရည်ရွယ်ပြီးတော့သူတို့အတွက်ကိုလုပ်ပေးတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနှစ်မွေးနေ့ပွဲတည်လဲသူတို့နဲ့ပဲကျင်းပကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့အတွက်ပဲရည်ရွယ်တယ်တခြားမြည်သူတဦးတယောက်ကိုမှဒါရည်ရွယ်ပြီးတော့လုပ်တာမဟုတ်တဲ့အတွက်ကြောင့်မလို့ရှိုင်းဒီစာအုပ်လေးကိုဒါ10နှစ်ပြည့်အထိမ့်မှတ်လေးနဲ့ဒါဖန်တီးပြခဲ့တာပါဟုတ်အဲ့တော့ဘာလို့ reflection လို့နာမည်ပေးရတာ reflection ဆိုတာတော့အတွင်းစိတ်ပေါ့နော်အဓိကရှိုင်းရဲ့ဒီဖြစ်ပေါ်လာတဲ့မီးရည်လေးမြေဆိုတဲ့ shape တွေကရှိုင်းရဲ့စိတ်နေစိတ်ထားတွေပေါ့နော်ဥပမာဆိုလို့ရှိရင်ဒါမြေပေါ့မြေဆိုလို့ရှိရင်တည်ငြိမ်တယ်စစ်မှန်တယ်ထောက်ပံ့တယ်ဆိုတဲ့အရာတွေကဒီရှိုင်းရဲ့ဒီစိတ်နေစိတ်ထားတွေပြီးရင်ရေဆိုလို့ရှိရင်လည်းသူ့ရဲ့သဘောတရားတွေအစုံပေါ့နော်ဒါမီရေလေးမြေဆိုပြီးတော့ရှိုင်း hints တွေလည်းဒါအရင်တော့ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဓာတ်ကြီးလေးပါနဲ့အဓိကလူတွေရဲ့ဖြစ်ပေါ်တတ်တဲ့ဒီစိတ်ခံယူချက်တွေပေါ့နော်ဒီစိတ်ခံယူချက်တွေပေါ်မူတည်ပြီးတော့ပြောင်းလဲသွားတဲ့အရာတွေပြီးရင်နောက်တစ်ခုစိတ်ထားတတ်ဖို့တွေပြီးရင်ဒီအောင်မြင်မှုဆိုတဲ့အရာတွေရဲ့နောက်ွယ်မှာဘယ်လိုအရာတွေရှိနိုင်လဲဆိုတဲ့အရာတွေဒီအရာတွေအကုန်လုံးကိုဒါပေါင်းပြီးတော့ဟိုဖန်တီးထားတဲ့စာအုပ်လေးဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်ကိုလည်းရှိုင်းအတွက်ကိုအများစွာတန်ဖိုးရှိတယ်အဓိကကကြောင့်ကိုယ့်ကိုတန်ဖိုးထားတဲ့လူတွေအတွက်ကိုကလည်းဒီတန်ဖိုးထားပြီးတော့ဒီစာအုပ်လေးတစ်ခုကိုဒါဖန်တီးဖြစ်ခဲ့တာပါဟုတ်အဲ့တော့ဒါဆိုရင်reflection ဆိုတဲ့စာအုပ်လေးကိုအခုဝယ်လို့ရပြီလားအခုကတော့ဝယ်လို့မရတော့ပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီစာအုပ်လေးကရှိုင်းတို့စတင်လိုက်တဲ့10မိနစ်နဲ့15စက္ကန့်မှာတင်ဒီစာအုပ်300စလုံးကစိုးအောက်သွားခဲ့ပါတယ်။အဲ့ဒါ online ပေါ့အဲ့လိုဟုတ်ကဲ့ online ကနေပါ online ကနေဒီနေ့ဒီရက်ဒီချိန်လေးမှာရှိုင်းစတင်ရောင်းချပါတော့မယ်ဆိုပြီးပြောထားတဲ့အချိန်မှာ fan လေးတွေအားလုံးကလည်းသူတို့တန်ဖိုးထားတဲ့အရာပေါ့နော်အဓိကကတော့ဒါလူတိုင်းမှာကိုတန်ဖိုးထားရတဲ့အရာကိုချင်းမြတ်လို့ရတဲ့အရာဒီကိုအတွက်ကတော့ထိုက်တန်ဆုံးအဖိုးတန်ဆုံးဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဒီရှိုင်းကိုသူတို့အများကြီးတန်ဖိုးထားကြတယ်အများကြီးဖိုးတန်တယ်လို့သတ်မှတ်ထားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီစာအုပ်ကလေးကိုလည်းဒါသူတို့အများကြီးစေတနာတွေနဲ့ထုတ်လုပ်ပေးထားရဲဆိုတော့သူတို့မြင်ကြတဲ့အတွက်ကြောင့်မလို့အရန်ရအောင်လို့အသေးအံစူးစမ်းကြရဲပေါ့နော်ဒီနိုင်ငံတွင်းမှာရောပြည်ပက fan လေးတွေရောသူတို့အများကြီးစူးစမ်းထားကြရဖြစ်တဲ့အတွက်ကြောင့်မလို့စာအုပ်လေးကတိုက်ဆိုင်ပဲရှိုင်းရမွေးနေ့က15ရက်နေ့မွေးနေ့တလပိုင်း15ရက်နေ့ဒီစာအုပ်လေးကုန်သွားတဲ့မိနစ်ကလည်း10မိနစ်နဲ့15စက္ကန့်ဆိုတော့တကယ်ကိုပြောမပြတတ်အောင်အရန်တိုက်ဆိုင်တာအိုင်နီယာဆိုလို့ချင်းညာတွင်းချင်းအရန်ပျော်လို့ဆိုပြီးရှိုင်းငိုတောင်ငိုမိရပေါ့နော်အဲ့တော့ကြောင့်မလို့အများကြီးဒါတန်ဖိုးထားပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးလည်းတင်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်အဲ့တော့ဒီ10မိနစ်နဲ့15စက္ကန့်ဆိုတော့ဟုတ်အဲ့ဒါတော့ line နဲ့ကြက်မနေလားဘယ်လို online ဘယ်လိုလုပ်ရတာကြက်တာပေါ့အမှန်တိုင်းပြောလို့ရှိရင်လေအဲ့ဒီနေညာကonline ကနေတင်တဲ့အချိန်မှာဘာတောင်ဖြစ်သွားလဲဆိုတော့ laptop ကြီးက error တောင်ဖြစ်သွားတာ error ဖြစ်ပြီးတော့အဲ့တထိုင်ထဲမှာနေမေးပေါင်း800ကျော်900လောက်ကိုဖြစ်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ရှိုင်းဒီ limit ကကြ300ပဲလက်ခံထားဖြစ်တဲ့ကြောင့်အဲ့300ကိုပြန်ပြီးတော့စစ်ချရတာပေါ့နော်စစ်ချတဲ့အချိန်မှာဘယ်လောက်မိနစ်နဲ့ပြတ်သွားလဲဆိုပြီးတော့ပြန်ကြည့်တဲ့အချိန်မှာအုပ်300ကွက်တိပြည့်တဲ့မိနစ်က10မိနစ်နဲ့15စက္ကန့်ဖြစ်နေတာအဲ့တော့အောက်ကလူတွေကတော့အမှန်တမ်းပြောရရင်တော့လိုချင်ပေမဲ့မရကြတော့ဘူးဖြစ်တာဒါပေမဲ့ဒီတချို့တင်ထားတဲ့လူတွေကလည်းတမေးမှာမေးတစ်ခုမှာ3အုပ်လောက်တင်ထားဆိုတော့သူ့ရဲ့ချစ်တဲ့လူတွေသူတို့ပြောမယ်တငယ်ချင်းအချင်းချင်းတွေပြန်ပြီး sharing လုပ်ကြတော့မေးမှမပါလိုက်ပေမဲ့လည်းအချို့စာအုပ်လေးတွေပြန်ရကြရဲပေါ့နော်အဲ့ဒါကြောင့်မလို့အဲ့လိုလေးကြားရတော့လေဒါလိုချင်တဲ့လူတွေအတွက်ရတယ်ဆိုတော့လေဒါဝမ်းသာပါတယ်ဒါပေမဲ့စာအုပ်လေးကလည်းရှိုင်းအမှန်တိုင်းပြောရလို့ရှိရင်ဒါ limit လေးနဲ့ပဲတကယ်ထုတ်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အရာအားလုံးကိုဖိုးထိုက်တန်စေခြင်းနဲ့ပြီးရင်ပြားတဲ့အရာကိုလည်းကိုဒီအရာကိုထိုက်တန်ပါလားဆိုတဲ့ခံစားချက်မျိုးပေးချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ limit လေးနဲ့တော့ဖန်တီးဖြစ်ခဲ့တာဗျာလို့ဒါကြောင့်မရလိုက်တဲ့ fan လေးတွေအတွက်လည်းစိတ်မကောင်းပါဘူးလို့ဒါပေမဲ့လည်းစိတ်မကောင်းမဖြစ်ပါနဲ့လို့အားလုံးကချစ်ကြရဲဆိုတာလည်းနားလဲတယ်အားလုံးစူးစမ်းခဲ့ကြအောင်လည်းနားလဲပါတယ်လို့အားကြောင့်မွေးနေ့ပွဲလေးမှာလည်းချစ်ရတဲ့ fan လေးနဲ့ဆုံကျင်ပါတယ်လို့အဲ့လိုဒီစာအုပ်ရောင်းတာနဲ့ဒီဝင်ကြီးနဲ့သူဘယ်လိုရောသွားတယ်လဲဘယ်လိုသူတို့အဲ့ဘာဖြစ်လို့အဲ့လိုဝင်ကြီးလို့ပြောကြတယ်လို့ပြောမလဲအဓိကတော့နားမလဲကြလို့ပေါ့နော်နားမလဲကြလို့ဒီစာလေးမှာလည်းရှင်းရှင်းလင်းလင်းရေးထားတယ်မွေးနေ့ပွဲနဲ့ဘာမှမဆိုင်ဘူးတမင်ဒီစာအုပ်လေးကိုပိုင်ဆိုင်တဲ့လူတွေကိုပဲရှိုင်းအနေနဲ့ဒါမွေးနေ့ပွဲလေးကိုfree တက်ခွင့်ပေါ့နော်
ဟိုအပြည့်အဝပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟို line ပေါ်မှာကြာတော့တချို့ကျတော့ဒီခဏတာမြင်တဲ့အမြင်လေးမှာဟိုစာလေးတွေကိုဖတ်မိချင်မှလည်းဖတ်မိမယ်ဒီ post တစ်ခုကိုပဲတွေ့ပြီးတော့ဒီ post ရဲ့နောက်ွယ်မှာတင်ထားတဲ့ post တွေဘာမှဟိုသူတို့မမြင်တဲ့အချိန်မှာတယောက်စားနှစ်ယောက်စားကနေပြောကြရင်နဲ့အဲ့လိုမျိုးအဒီကနားလည်မှုတွေတော်တော်လွဲပြီးတော့ဒီမွေးနေ့ဆိုတဲ့ခေါင်းစဉ်တက်သွားတယ်လို့တော့ရှာရမြင်ပါတယ်ဒါကလည်းဒါလူတွေကတော့ပြောရလို့ရှိရင်တော့သူတို့ရဲ့ဒီအချိန်ဘယ်လိုပြောမလဲဒီစက္ကန့်ပိုင်းတွင်တွေ့တဲ့အမြင်တစ်ခုမှာဆုံးဖြတ်ကြတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးနားလည်မှုလွဲကြတာလည်းဖြစ်နိုင်ပါတယ်ဒါကြောင့်မလို့ဟိုဘယ်အရာမှတော့ပေါ့နော်အဲ့လိုမျိုးလွယ်နဲ့မဆုံးဖြတ်ကြဖို့အတွက်ကိုတော့အဓိကလေးပြောချင်တယ်ပေါ့နော်သူရဲ့နောက်ွယ်မှာရှိနေတဲ့အမှန်တရားတွေလည်းအများကြီးရှိပါတယ်လို့ဟုတ် အဓိကတော့ကိုယ် fan တွေနဲ့ဒီဘုန်းကြီးများတဲ့ဆက်တင်ပြီးပြီးတော့မွေးနေ့မှာတွေ့ကျင်တဲ့ရည်ချက်တစ်ခုပဲပေါ့ဟုတ်တယ်ရှိုင်းဒီအဓိကတကယ်ကိုချစ်တဲ့လူတွေကိုတန်ဖိုးထားတဲ့လူတွေနဲ့ပဲရှိုင်းဒီဒါဖြတ်တန်းခြင်းမှန်တိုင်းပြောရရင်ခမ်းမမှာလည်း limit နဲ့ပဲလူအရေအတွက်အနေနဲ့ဒါဝင်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးလေးဒါ limit အနေနဲ့သတ်မှတ်ထားတယ်ပြီးရင်ဒီခမ်းမထဲမှာရှိုင်းမိသားစုရှိမယ်ရှိုင်းမိတ်ဆွေတွေရှိမယ်ရှိုင်းလုပ်ငန်းရှင်တွေရှိမယ်ဟိုတငယ်ချင်းပေါင်းသင်းတွေရှိမယ်ပေါ့နော်အဲ့ဒါအပြင်ကိုမှရှိုင်းချစ်ရတဲ့ဒီ fan တွေနဲ့အတူတူကျင်းပခြင်းတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုး10နှစ်ပြည့်နဲ့ဒီမွေးနေ့ပွဲလေးကိုဒါကျင်းပရခြင်းဖြစ်ပါတယ်ဗျဟုတ်အဲ့တော့ဒီပွဲမှာပေါ့နော်ဟုတ်ကိုယ့်ရဲ့ fan တွေရောစေဝနာလူတွေတော်တော်ချင်းခုံးနေကြပြီပေါ့နော်ကိုယ်ဘယ်လိုရင်ခုံးနေတာလဲပြီးတော့အဲ့ဒီပွဲမှာဘာတွေမြင်ရတွေ့ရဘာတွေဖြောပြီးပြီးမှလဲဒါတွေရတော့လေပြောပါမွေးနေ့ပွဲလေးရာတေချာတစ်ခုကတော့ထူးခြားစေရမယ်ပြီးတော့အမှတ်ရနေစေရမယ်ပြီးတော့ဂုဏ်ယူနေစေရမယ်ဒီ၃ချက်လေးကိုပဲအဓိကပြောချင်တယ်ပေါ့နော်အများကြီးလဲပျော်ရွှင်ရမယ်မွေးနေ့ပွဲလေးဖြစ်မယ်ဆိုတာလဲယုံကြည်ပါတယ်ပြီးတော့ပျော်စရာအစီအစဉ်လေးတွေလည်းရှာအများကြီးဖန်တီးထားတယ် fan လေးတွေနဲ့အတူတူရောရှာရဲ့တချို့မတိသေးတဲ့ surprise လေးတွေလည်း fan လေးတွေစီစဉ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမွေးနေ့ပွဲလေးကအားလုံးတက်ကိုလည်းအမှတ်တရလေးလည်းဖြစ်မယ်ပျော်စရာလည်းကောင်းမယ်ပြီးတော့အားလုံးလည်းရှိုင်းအတွက်ကိုဂုဏ်ယူရမယ်ပွဲလေးတစ်ပွဲဖြစ်မယ်လို့လည်းဒါရှိုင်းပြောချင်ပါတယ်အဓိကကတော့ဒါရှိုင်းဒီကိုချစ်ရတဲ့လူတွေအတွက်ကိုပဲရည်ရွယ်ပြီးတော့ဒီအရာလေးကိုလုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့တခြားသောစိတ်အနှောက်အယှက်ဖြစ်စေတဲ့အရာလေးဖြစ်သွားခဲ့လို့ရှိရင်လည်းရှိုင်းဒီနေရာနေပြီးတော့ပဲတောင်းပန်ပါတယ်ဒီအားလုံးစိတ်နှောက်ယှက်ဖြစ်သွားစေခဲ့တယ်ဆိုလို့ရှိရင်လည်းဒီကနေတောင်းပန်ပါတယ်လို့ရှိုင်းဒီရှိုင်းချရတဲ့သူတွေနဲ့အတူတူရှိုင်းမွေးနေ့ပွဲလေးကိုဒါဖြတ်တန်းခြင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ season လေးကိုလုပ်လိုက်ရခြင်းဖြစ်ပါတယ်ဟုတ်အဲ့တော့ရှိုင်းကဒီမှာဆိုရင်ဒီ reflection sound ကိုဝယ်လာတဲ့300ရဲ့နောက်ထပ် fan တွေရောဘယ်လိုလေးဖိတ်ထားလဲနောက်ထပ်ရောတက်ချင်တယ်ဆိုရင်တက်လို့ရသေးတယ်ဒါလေးကတော့ရှိုင်းနောက်မှာ season လေးရှိသေးတာဆိုတော့ဆက်လက်ပြီးတော့ announcement လေးဆက်လက်ပြီးတော့စောင့်ကြည့်ပေးပါလို့ဟိုအကြီးကတော့ပြောချင်တယ်ပေါ့နော်ဆက်လက်ပြီးတော့ season လေးရှိပါသေးတယ်ဟုတ်